တကွက်ဘလောက်လဲနော်ဆိုတော့အမမေးထားတာကတန်ရမ်းမျိုးမြေကွက်ကိုမေးလို့ရှိရင်ဈေးနှုန်းဆဆရှိပါမယ်သူကပေ90 80ကိုမှနေရာပေါ်မှာမူတည်ပါတယ်88သိန်း88သိန်းသိန်း100ကျော်200ကျော်300ကျော်ရာကနန်းနေထောင်ကနန်းတောင်ကနန်းထိရှိပါတယ်မြူဟုံးတွေလည်းရှိတယ်စကန်ဟုံးလည်းရှိပါတယ်ခမများများကသူက1000ကျော်ဝန်းကျင်သုံးနိုင်လို့ရှိရင် location ကောင်းကောင်းရပါတယ်ရှင်ဈေးနှုန်းလည်းဆဆရှိတယ်မြေကွက်မျိုးစားလည်းဆဆရှိပါတယ်။စာရက်စာတမ်းမျိုးစားတွေလည်းမျိုးရှိပါတယ်။ဈေးနှုန်းတွေလည်းကွာသွားပါတယ်။လူခုလိုငွေကြေးဖောင်းပေါက်မှုနှုန်းမြင့်တက်နေတဲ့အချိန်မှာမြေကွက်လှလေးတွေရချင်ရင်တော့အချယ်တို့ရဲ့ LMG မြေကွက်အကျိုးဆောင်ကိုဆက်သွယ်လာလို့ရပါတယ်။တန်ရမ်းမျိုးမှာဝန်ဆောင်မှုပေးနေပါတယ်ရှင်။တမင်းလေးပြေးအောင်မနေ့စကားပြောနေရတယ်။ခုသုံးနေတာဂျပန် region အကောင့်ပါ။ဂျပန် region အကောင့်ကလေတမင်းလေးပြေးမှသူကဗလဲတမနစ်ဗီဒီယိုလည်းတမနစ်ပြရမယ်ပြီးရင်ကိုပိုင် creation လည်းဖြစ်ရမယ် copy မဖြစ်ရဘူးပြီးရင် view 1000ပြီးရင် like 100အဲ့ဒီမှာစပြီးပတ်စံဝင်တယ်ပတ်စံစဝင်နေပြီအကောင့်ထဲမှာဒါမဲ့ပတ်စံဘယ်လိုထုတ်ရမလဲဆိုတော့ဟိုဘယ်လိုထုတ်ရမလဲဆိုတဲ့အဆင့်ရောက်နေတယ်ပတ်စံတော့ဝင်နေပြီပတ်စံမထုတ်တတ်သေးဘူးတီးတက်နားလဲတဲ့ senior ကြီးတွေဂျပန် region နေပတ်စံထုတ်နည်းလေးတွေလမ်းညွှန်ပေးပါအောင်ရှင်